လန်းကတော့ဆက်လိုက်တာနဲ့အတော်လေးကိုအရှိန်တက်နေပါပြီ။နေဆက်ကတူကျွဲ Turkic စစ်တပ်ကတက်ခေါက်ပြီးကျူးကျော်ဖို့ပြင်နေချိန်မှာနန်းတွင်းထဲကဝင်ကြီးအိုကြီးတွေကတော့ကြွမနိုင်ကြီးမီးနဲ့ရှို့ဖို့ပြင်နေကြပါတယ်။ဝေအမတ်က9ရက်ရှိမှတင်မောက်မောက်မာမာနဲ့အကြက်ကင်လာတယ်။ဒါပေမဲ့ဒီတစ်ခါငါကတော့အရင်လိုပြောညံ့တဲ့လူမဟုတ်တော့ဘူးလေ။ဝေအမတ်မင်းကတော်တော်လေးလက်စွမ်းပြနေတာပဲငါနားကိုတိုးခဲ့စမ်းမင်းရဲ့ပါကိုငါဘလို့ရိုက်မလဲကြည့်ရအောင်ဆိုတဲ့အကြည့်မျိုးနဲ့ပြန်တုတ်ပြန်လိုက်တာဝေအမတ်တယောက်စွန့်သွားရတယ်ရန်သူကနေမြေတောင်းတာနဲ့ပေးရမယ်မိမတယောက်ကိုငင်းချမ်းရေးအတွက်ရောင်းစားရမယ်ဆိုရင်မင်းတို့လိုအမတ်တွေရှိနေတာဘာထူးမှလဲတိုင်းပြည်ကိုရောင်းစားဖို့ကြံနေတဲ့အမတ်တွေကိုငါကငေါငန်းလိုက်ပြီးတလောကလုံးအံ့ဩသွားမဲ့စကားကိုပြောချလိုက်ပါတယ်နောက်2လအတွင်းငါကိုယ်တိုင်ဒီစစ်ပွဲကိုဖြေရှင်းမယ်တူကျွဲရိုင်းဆိုင်သူတွေငါတို့မြေကိုတလန်းတောင်ကြောမလာစေရဘူးငါသာမလုံနိုင်ခဲ့ရင်ဒီနန်းပလင်ကနေငါကိုယ်တိုင်ဆင်းပေးမယ်ဝင်ကြီးချုပ်ခြိုင်ချင်းကတော့ဒါကိုပဲစောင့်နေတာပါအရှင်မင်းကြီးပြောပြီးသားစကားကိုနောက်တမရနဲ့နော်ဆိုပြီးအကွက်ချ6တွန်းလိုက်တာပေါ့ငါကတော့ဂယုမဆိုင်ဘူးသူ့စိတ်ထဲမှာတခုပဲရှိတယ်ငါတိုင်းပြည်ကိုငါလက်ထက်မှာအပျက်စီးမခံနိုင်ဘူးဆိုတာပါပဲနန်းတွင်းထဲမှာအားကိုးရမဲ့သူမရှိတော့တဲ့အစုံငါဟာရုပ်ဖြတ်ပြီးနန်းပြင်ကိုထွက်လာခဲ့တယ်အဲ့ဒီမှာအမ်ပီလီဆိုတဲ့အရက်သမားပုံစံနဲ့နှာခေါင်းကြီးတဲ့ပါရမီရှင်တယောက်ကိုသွားတွေ့ပါတယ်။သူကဆိုင်မှာအကျွေးတင်လို့အရိုက်ခံနေရတာတောင်အေဂရစ်ကအတုံးမကျတဲ့အကောင်လို့ပြောင်းဆဲနေတဲ့လူစားမျိုး။အေဂရစ်ဖြစ်တဲ့ငါကတော့ပြုံးယုံပဲပြုံးနိုင်တော့ပါတယ်။သူ့ကိုငွေပေးပြီးကဲလိုက်ယုံတင်မကပဲငါနဲ့လိုက်ခဲ့မလား။ငါတို့တိုင်းပြည်ကိုအတူတူကဲတင်ရအောင်လို့ဖိတ်ခေါ်လိုက်တယ်။ဇလန်းကဖုံးချန်လို့လုခေါ်တဲ့နာမည်ကြီးအဆောင်ကေဟာတစ်ခုထဲမှာစတာပါ။ဒီနေရာရဲ့အဆောင်ရှင်ဟာမြေခွေးလိုလဲသူတယောက်သူ့ရှိမှရက်နေတဲ့သခင်လေးကိုကြည့်ပြီးသူချက်ချင်းရိပ်မိလိုက်တယ်ဒီလူတာမန်တော့မဟုတ်ဘူးဆိုတာကိုပေါ့ငါကဒီအဆောင်ကရှုလေးဆိုတဲ့မိန်းကလေးကိုအပြင်ခေါ်ထုတ်သွားချင်နေတာပါဒါပေမဲ့ဒီလောကမှာအလကားရတာဘာမှမရှိဘူးလေအဆောင်ရှင်ကခက်အေးအေးပဲအပေးယူတစ်ခုကန့်လန့်လိုက်ပါတယ်ငါကလက်ကြီးတယ်ဆိုတော့ကျမအတွက်အလုပ်တစ်ခုလုပ်ပေးပြအကျဉ်းထောင်ထဲမှာပိတ်လောင်ခံထားရတဲ့ရှန့်ချီကိုလွတ်အောင်လုပ်ပေးနိုင်ရင်ဒီမိန်းကလေးကိုခေါ်သွားဖို့ကျမစီကံဖြတ်ပေးမယ်ငါကလည်းတစ်ချက်မှမတွန့်ဆုတ်ပဲတုတ်ပြန်လိုက်ပုံကပိုမိုက်တယ်သူသာတကယ်မတရားဆွဆွဲခံရတာဆိုရင်2ရက်ပဲ2ရက်အတွင်းသူမင်းရှိကိုပြန်ရောက်လာစေရမယ်တကယ်တော့ရှန့်ချီဆိုတဲ့လူကရာဇဝတ်သားကြီးတယောက်လိုအဖမ်းခံထားရတာပါသူ့ရဲ့အဖြစ်ကအစင်းမြင့်အရာရှိရန်ချုံးကိုတတ်ဖို့ကြိုးစားခဲ့တာတဲ့ဒါပေမဲ့အမှန်တရားကတခြားစီပြငါရှိမှရှန့်ချီကရဲရဲဝံ့ဝံ့ပဲဖွင့်ချလိုက်ပါတယ်ကျုပ်သက်ချင်တာဟုတ်တယ်ဘာလို့လဲဆိုတော့အဲ့ဒီကောင်ကမိမပြိုလေးတွေကိုတက်ဖြတ်ပြီးအာနာရှိသူတွေနဲ့ပေါင်းပြီးအမှုဖြောက်နေလို့ပဲကျုပ်ကလူသက်သမားမဟုတ်ဘူးပြည်သူအတွက်အမိုက်သိမ်းပေးတာတစ်ဖက်မှာလဲငါနဲ့ရှုလီတို့ကြားကတန်ရောစင်ကထူးဆန်းနေပြန်ရောရှုလီကရှင်ကျမအကြောင်းဘာမှမသိပဲဘာလို့ဒီလောက်စူးစမ်းနေတာလဲလို့မေးတဲ့အခါငါကသူ့ရဲ့ခက်တီတီပုံစံနဲ့ပဲမင်းရဲ့အနာဂတ်ခင်မွန်းလောင်းကမင်းရဲ့မိသားစုပဲပေါ်ဆိုတဲ့အတိတ်ပဲပါတဲ့စကားတွေနဲ့ပဟေလိဆန်နေခဲ့ပါတယ်